နီဒန်အဝေးကြီးမှာတောနက်ကြီးတစ်ခုရှိတယ်အဲ့ဒီတောနက်ကြီးထဲမှာရွာလေးတစ်ရွာရှိတယ်ရွာလေးဟာငြိမ်းချမ်းပြီးလှပတဲ့ရွာလေးဖြစ်ပေမဲ့ရွာသားတွေဟာစုံမကြီးကြောင့်ကြောက်ရွံ့နေကြရတဲ့စုံမကြီးဟာတောထဲမှာနေပြီးရွာကိုချင်းချောက်နေတတ်တယ်ရွာသားတွေဟာစုံမကြီးကိုဘယ်သူမှမတိုက်ထုတ်နိုင်ကြဘူးဒါပေမဲ့တနေ့မှာတော့သူရဲကောင်းတစ်ယောက်ပေါ်ထွန်းလာတယ်အပိုင်းနှစ်သူရဲကောင်းပေါ်ထွန်းလာခြင်းသူရဲကောင်းရဲ့နာမည်ကမောင်ရွှေရတနာပါသူဟာရွာလေးကိုဖျက်ဆီးလာရင်ရွာသားတွေရဲ့ပြဿနာကိုကြားသိလိုက်တဲ့ရွာသားတွေကစုံမကြီးဟာညဘက်တိုင်းရွာကိုလာပြီးကြောက်စရာတွေလုပ်တတ်တယ်သူ့ကိုဘယ်သူမှမတိုက်ထုတ်နိုင်ဘူးလို့ပြောကြတယ်မောင်ရွှေရတနာဟာသူရဲကောင်းတစ်ယောက်ဖြစ်တဲ့အတွက်စုံမကြီးကိုတိုက်ထုတ်ဖို့ဆုံးဖြတ်လိုက်တယ်အပိုင်း3တောထဲသို့ခီးထွက်ခြင်းမောင်ရွှေရတနာဟာတောထဲကိုခီးထွက်လာတယ်တောထဲမှာတစ်ပင်ကြီးတွေခြုံပုတ်တွေထူထပ်တဲ့မြက်ခင်းတွေနဲ့ပြည့်နှက်နေတဲ့သူဟာစုံမကြီးရဲ့နေရာကိုရှာဖွေနေတဲ့ခီးတစ်လျှောက်မှာသူဟာတောတရိတ်ဆန်လေးတွေနဲ့တွေ့တယ်သူတို့ကစုံမကြီးဟာအန္တရာယ်ကြီးတယ်သူ့ကိုသတိထားပါလို့သတိပေးကြတယ်မောင်ရွှေရတနာဟာတတိရှိရှိနဲ့ဆက်လက်ခီးနေတယ်အပိုင်း၄စုံမကြီးနဲ့ရင်ဆိုင်ခြင်းနောက်ဆုံးမှာမောင်ရွှေရတနာဟာစုံမကြီးရဲ့နေရာကိုရောက်ရှိလာတဲ့စုံမကြီးဟာမိတောက်တွေနဲ့ဝိုင်းရံထားတဲ့ဂူထဲမှာနေတယ်သူဟာကြီးမားပြီးကြောက်စရာကောင်းတဲ့ပုံပေါက်နေတဲ့မောင်ရွှေရတနာဟာစုံမကြီးကိုမင်းဟာဒီရွာကိုနှောက်ယှက်နေတာပဲငါ့ကိုမင်းနဲ့တိုက်ခိုက်ဖို့လာတာပါလို့အခမ်းတဲ့စုံမကြီးဟာရေမောပြီးမင်းလိုလူငယ်လေးကငါ့ကိုဘလို့တိုက်ထုတ်မှလဲလို့ပြန်ပြောတယ်အပိုင်း၅စစ်ပွဲနဲ့အောင်ပွဲစုံမကြီးနဲ့မောင်ရွှေရတနာဟာပြင်းထန်တဲ့တိုက်ပွဲတစ်ခုကိုစတင်တဲ့စုံမကြီးဟာမော်တက်တွေနဲ့တိုက်ခိုက်တဲ့မောင်ရွှေရတနာကလည်းသူ့ရဲ့တတိနဲ့ဉာဏ်ရည်ကိုအသုံးပြုပြီးခုခံတဲ့နောက်ဆုံးမှာမောင်ရွှေရတနာဟာစုံမကြီးရဲ့အားနည်းချက်ကိုရှာဖွေတွေ့ရှိပြီးသူ့ကိုအနိုင်ယူလိုက်တဲ့စုံမကြီးဟာပျောက်ကွယ်သွားပြီးရွာကိုနောက်ထပ်မနှောက်ယှက်တော့ဘူးအပိုင်း6မိကုံးမောင်ရွှေရတနာဟာရွာကိုပြန်လာပြီးရွာသားတွေကိုစုံမကြီးကိုအနိုင်ယူပြီးကြောင်းပြောပြတယ်ရွာသားတွေဟာသူ့ကိုကျေးဇူးတင်ကြပြီးသူရဲကောင်းအဖြစ်ချီးကျူးကြတယ်မောင်ရွှေရတနာဟာရွာမှာနေထိုင်ပြီးရွာသားတွေနဲ့အတူပျော်ရွှင်စွာနေထိုင်သွားတယ်ဒီပုံမြင်လေးကနေသင်ခန်းစာတစ်ခုကိုရခဲ့တဲ့တတိရှိပြီးစိတ်အားထက်သန်ရင်ဘယ်ပြဿနာကိုမဆိုကျော်လွှားနိုင်တယ်ဆိုတာပါပဲ